ဒီလိုအကျိုးကျေးဇူးတွေကိုခံစားခြင်းနေဆိုရင်တော့ဝါရင်3လမှာဂုံတော်9ပါးပတိကိုစိတ်ဖို့တယ်မမေ့ပါနဲ့ဝါရင်3လကာလပတ်လုံးဥပုသ္တိလမဆောက်နိုင်ရင်တောင်မှဂုံတော်9ပါးပတိကိုနေ့စဉ်မပြတ်မကွက်စိတ်တင်ပါတယ်ရှင်တော်ဗုဒ္ဓဟောကြားခဲ့သလိုပဲအရာတိုင်းဟာအကျိုးရှိလို့အကြောင်းဖြစ်လာခဲ့ကြတာပဲဆိုတော့9ပါးပတိကိုစိတ်ချင်းအကြောင်းကလည်းအချီးအနှီးမဖြစ်ပဲအကျိုးတွေများစွာကိုရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ပတိစိတ်တဲ့ပုံကိုယ်တွေအနေနဲ့ကတော့ကိုယ့်ရဲ့စိတ်ကကြည်လင်တန်ဆင်းနေပြီးမြတ်စွာဘုရားရှင်ရဲ့9ပါးသောဂုဏ်တော်တို့ကိုကြည်ညိုနေဖို့အတွက်အရေးကြီးပါတယ်။ဒါမှလည်းအကျိုးမြတ်တွေကိုခံစားရနိုင်တာပါ။ဒီတော့ဂုဏ်တော်9ပါးပရိကိုဘယ်လိုစိတ်ရမလဲ။ဘယ်လိုနေ့တွေမှာစိတ်ရမလဲ။ပြီးတော့ဒီလိုစိတ်ချင်းအဖြစ်ဘယ်လိုအကျိုးတွေကိုရရှိနိုင်မလဲဆိုတာတွေကိုသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိတူကြည့်လိုက်ကြအောင်ပါ။ဆိုတော့ပထမဆုံးအနေနဲ့ဝါရင်3လဂုဏ်တော်9ပါးကိုနဝင်ပရိကိုရပ်ပေါင်း90အတိတ်ထန်နဲ့ဘလို့စိတ်ရမလဲဆိုတာကိုပြောပြပါမယ်။ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အနေနဲ့အရဟံအစချီတဲ့ဘုရားကုံတော်9ပါးကိုတော့အားလုံးသိကြမယ်လို့ထင်ပါတယ်။ပရိစတင်ဆေးရမယ့်ရက်ကဝါစဝင်တဲ့ရက်ကနေနောက်ထပ်9ရက်မြောက်တဲ့နေ့အထိကိုပဲအရဟံကနေဘဂဝါထိဂုံတော်9ပါးစလုံးကိုတပတ်စီနေတိုင်းမပြတ်မကွက်စိတ်ပေးရပါမယ်။9ရက်ပြည့်ပြီးနောက်တနေ့ကနေစလို့နောက်ထပ်9ရက်မြောက်တဲ့နေ့အထိအရဟံသိဋ္ဌိကို9ဘက်တိတိစိတ်ပေးရမှာဖြစ်ပဲ။အဲလို9ရက်ပြည့်ပြီးနောက်ထပ်1ရက်ကနေစလို့9ရက်မြောက်တဲ့နေ့အထိတမ္မာတန်ဖို့တွေသိဋ္ဌိကို9ဘက်တိတိနေတိုင်းစိတ်ရပါလိမ့်မယ်။ဒီလိုနဲ့ပဲ9ရက်ပြည့်ပြီးတိုင်းလဲနောက်တစ်ခုစီပြောင်းပြီးဘဂဝါသိဋ္ဌိကိုရောက်တဲ့အထိနေတိုင်းပတိကိုပတ်စိတ်တိုက်စိတ်ရမှာဖြစ်ပါလိမ့်။ဒီလိုစိတ်ပြီးတော့မှသွားပြီဆိုရင်တော့ဝါရင်3လရက်90ဒိဋ္ဌံကိုနဝင်ပတိစိတ်ပြီးသွားခဲ့ပါပြီ။အပေါ်မှာပြောခဲ့သလိုပဲပတိစိတ်တဲ့သူဟာယရဏ3ပါးကိုကြည်ညိုတယ်။တီလအထိုက်အလျောက်လဲလူတယ်။ဂုဏ်တော်9ပါးရဲ့အနိဋ္ဌိဘေကိုလည်းသိတဲ့သူဆိုရင်တော့ပတိစိတ်ရင်းနဲ့စိတ်ကတဖြည်းဖြည်းကြည်လင်လာပြီးနောက်ဆုံးမှာတော့တမာရီပေါက်တဲ့အဆင့်တီကိုရောက်နိုင်ခဲ့ပါတယ်။ဒီလိုစိတ်ချင်းအဖြစ်လဲဘလို့အကျိုးတွေကိုတွေ့ရမလဲဆိုတော့မြတ်စွာဘုရားပေါ်မှာကမ်းညွတ်သောစိတ်အမြဲရှိလာခြင်း2ယုံကြည်မှုလေးနဲ့လာခြင်း3တတိပို၍ကောင်းလာခြင်းပညာဉာဏ်ထက်မြက်လာခြင်းကောင်းမှုတိုးပွားလာခြင်းစိတ်ညစ်မှုကင်းပြီးနှစ်သက်ကြည်နူးစွာနေရခြင်းကြောက်ရွံ့ထိတ်လန့်ဖွယ်ရာကြုံရမယ်ဆိုရင်မကြောက်မလန့်နဲ့စိတ်တည်တံ့ခြင်းမတော်တဆဆင်းရဲဒုက္ခတွေ့ရမယ်ဆိုရင်လည်းသိခံမှုရှိနေခြင်းမြတ်စွာဘုရားရှင်ရဲ့အတူနေရပိသကဲ့သို့စိတ်တွင်ထင်မှတ်လျက်ရှိနေခြင်းဗုဒ္ဓနုတ္တိဘာဝနာအစမ်းကြောင့်မိမိကိုယ်သည်ဇေဒီထပ်၍သူတစ်ပါးတို့၏ပူဇော်မှုချီးမြှောက်မှုကိုကောင်းစွာခံယူနိုင်ခြင်းမိမိရဲ့စိတ်သည်တမာတမောတိဉာဏ်ကိုကိုင်းညွတ်လာခြင်းမကောင်းမှုကိုကျူးလွန်ရန်ပတ်ပင်းကြုံရသောအခါမှာမိမိကိုယ်ကိုကောင်းစွာဆောင်စည်းထိန်းသိမ်းနိုင်ခြင်းသေရင်အပယ်လေးပါးမှကင်းပြီးလူပြေနတ်ပြေကောင်းမြတ်သောဒုက္ခတိဘုံဒုက္ခတိဘဝတို့ရရှိခြင်းဆိုတဲ့အကျိုးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဓမ္မမိတ်ဆွေသူတော်စင်တို့အနေနဲ့တရက်ကိုအချိန်နှင်းငယ်ပေးပြီးဝါရင်းမှာဂုံတော်9ပါးပရိကိုစိတ်ကြည့်ဖို့တွေတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ပြည်သက်များအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးကက်ကြီး3ပါးမှကြော်လွန်သွားနိုင်ကြပါစေ။ဒီတဲ့ပုံမကောင်းမွန်တဲ့အကြောင်းတွေကိုကျွန်တော်ပြန်လာခဲ့ပါဦးမယ်။နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသေးတယ်။